안녕하세요, 여러분. 션 코리안 한국 온라인 클래스가 최시험 표파리. 제가 디니로 번호 세계별 네이마 어떤 뷰의 크라마리 듣고 땜비지 말이. 제가 사가별의 강마 미마루 번호. 저는 지구답부, 서뱀시답부, 아사딘사나이무, 사장내고 고리아루 블루볼로 야래. 베이그라마 어떤 뷰로 별로 야래. 제로도 네가지야. 개혁이. အဲ့ဒီမှာခြေတို့ဒီနေ့လေ့လာမယ့် grammar လေးကတော့ mo or yo yo အဲ့တော့ခြေတို့ဒီမှာကတော့ action verb ပေါ့နော် mo နာသူရှိသူနောက်မှာခြေတို့က verb က action verb လိုက်တယ်နောက်က or yo yo အဲ့တော့ mo action verb plus or yo yo မြန်မာလိုအဓိပ္ပာယ်ကမဖတ်တတ်ဘူးမဖတ်နိုင်ဘူးဖတ်လို့မရဘူးခြေခုနကပြောတယ်မြန်မာလိုစာကြောင်းလေးတွေကိုကိုရီးယားလိုပြောချင်တဲ့အခါဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ကဲအဲ့ဒါဆိုခြေတို့အသေးစိတ်လေးလေ့လာကြည့်မယ်နော်ကဲဟုတ်ပြီအဲ့တော့ mo action verb နဲ့အားရရဘလို့ချင်းဒီမှာသုံးတယ်အဲ့တော့ဒီမှာခြေအရေးပေးထားတယ်ကိုမလုံတတ်တဲ့အရာတွေအကြောင်းတစ်ခုကြောင့်လက်တလောကိုလုံလို့မရတာတွေမလုံနိုင်တာတွေကိုပြောချင်တဲ့အခါမှာသုံးလို့ရပါတယ်အဲ့တော့ခြေဒါပေါ့နော် grammar video ပေါ့နော်ခြေ writing mind အတွက် grammar video မဟုတ်တဲ့အတွက်ကြောင့်ခြေအဓိကချက်လေးပဲပြောသွားမယ်နော်ပြောသွားမယ်ဆိုတော့ဘယ်အချိန်မှာသုံးရတယ်ဆိုတာလေးဘယ်အချိန်ဒီမှာသုံးလို့ရတယ်ဥပမာစာကြောင်းလေးနဲ့ခြေနည်းနည်းပါးပါးပဲပြောသွားမယ်စကားပြောအတွက်ဆိုလို့ခြေတို့ကဒီအခြေအနေလေးနဲ့ခြေတို့မြန်မာလိုအဓိပ္ပာယ်လေးတခြားသိရဆိုရင်ရပြီနော်အဓိကတော့ပေါင်းမပေါင်းလေးပညာတွေကတော့ခြေတို့ကgrammar video အရှင်းရှင်းတဲ့အခါကျတော့ခြေထည့်ပြီးတော့ရှင်းပေးမယ်ပေါ့နော်ဒါကတော့ခြေစကားပြောအတွက်ရည်ရွယ်ပြီးတော့လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကဲဟုတ်ပြီအဲ့ဆိုပြန်ကြည့်အောင်အဲ့တော့ခြေတို့ကကိုမလုပ်တတ်တဲ့အရာတွေဥပမာစပိန်မစီတတ်ဘူးထိုင်းစကားမပြောတတ်ဘူးကိုရီးယားစကားမပြောတတ်ဘူးဒါမျိုးပေါ့နော်ကိုမလုပ်တတ်တဲ့အရာတွေနောက်တစ်ခုကကိုမလုပ်နိုင်တဲ့အရာတွေဥပမာအဆက်မစားနိုင်ဘူးအငြင်းမစားနိုင်ဘူးချိုတိုင်းမစားနိုင်ဘူးပြင်တော့ကအကြောင်းတစ်ခုကြောင့်မလို့ကိုကလက်တလောလုံးလို့မရတာပေါ့ဥပမာနေမကောင်းလို့အကြောင်းမသွားနိုင်ဘူးအကြောင်းတစ်ခုကြောင့်ခြေလုံးလို့မရတာတွေမလုပ်နိုင်တာတွေကိုပြောချင်တဲ့အခါမှာလေသုံးလို့ရပါတယ်ဥပမာစာကြောင်းလေးကြည့်အောင်ကဲဟုတ်ပြီအဲ့ဒီမှာဥပမာစာကြောင်းမှာပေးထားတဲ့ဟာလေးကတော့저는ကျွန်တော်က해산물ဆိုတာကကျတော့ပင်လယ်စာကိုပြောချင်တာ해산물을 못 먹어요ပင်လယ်စာမစားနိုင်ဘူးပင်လယ်စာစားလို့မရဘူးပေါ့နော်ကျတော့ allergic တွေပါရှိလို့ပဲဖြစ်ဖြစ်အကြောင်းတစ်ခုအကြောင်းသူစားလို့မရတာเนาะအဲ့တော့ကျွန်တော်ကပင်လယ်စာစားလို့မရဘူးနောက်တစ်ခု이 문제를ဒီပြဿနာကို 못 풀어요 풀다ဆိုဖြေရှင်းတာအဲ့တော့ဒီပြဿနာကိုမဖြေရှင်းတတ်ဘူးမဖြေရှင်းတတ်ဘူးကိုမလုပ်တတ်တာကြီးပြောတဲ့အခါမှာဆိုရင်လည်းဒီ grammar ကိုသုံးလို့ရတယ်နော်ပြီးရင်နောက်တစ်ခုက그 영화를 못 봤어요 그 영화ဆိုတာရုပ်ရှင်ကိုပြောချင်တာ그 영화를အဲ့ဒီရုပ်ရှင်ကိုမကြည့်ခဲ့ရဘူးအဲ့တော့အကြောင်းတစ်ခုခုကြောင့်ကျတော့မလုပ်ခဲ့ရတာမျိုးမလုပ်နိုင်ခဲ့တာမျိုးမလုပ်နိုင်တာမလုပ်တတ်တာဒါတွေကိုပြောတဲ့အခါမှာသုံးလို့ရတယ်ပြီးရင်နောက်တစ်ခုက저는 수영은 못해요ဒီမှာချက်ကြည့်မယ်နော်မို့ကသူ့ရဲ့နောက်မှာဆိုရင်ကျွန်တော် action verb လိုက်တယ်လို့ပြောတယ်အဲ့တော့ action verb ကို verb ပဲလိုက်ရတယ်ပေါ့နော်ဒီမှာစုယုံဟာတာသူ့ရဲ့မူရင်း verb ပေါ့နော်မူရင်း verb ကကျကျွန်တော်စုယုံဟာတာဆိုတာကရေကူးသည်ဒီမှာဆိုကျွန်တော်မှတ်ထားမှာကသူဒီ verb နဲ့ပဲမို့တွဲတယ်အဲ့တော့စုယုံသည် nounဟာတာက verb နော် verb ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် verb ရဲ့အရှိမှာပဲမို့ကိုတွဲတယ်အဲ့တော့수영은 못해요ထွက်တဲ့အခါစနဲ့ဟာနဲ့ပေါင်းတယ်ဆိုရင်ထစင်လို့တန်းထွက်မယ်နော်မှတ်ထားပေးပါစရဲ့ဟာရဲ့ပေါင်းတဲ့အခါမှာထစင်လို့တန်းထွက်ပါတယ်못해요ကျွန်တော်ရေမကူတတ်ဘူး저는 자전거를 못 타요ကျွန်တော်စပိန်မစီးတတ်ဘူးဒါဆိုရင်ခြေတွေပေါ့နော်grammar လေးကိုပြန်ပြီးရှင်းရမယ်ဆိုရင်မြန်မာလိုမလုပ်တတ်တာတွေမလုပ်နိုင်တာတွေအကြောင်းတစ်ခုခုကြောင့်မလို့ယာယီလုပ်လို့မရတာမျိုးပေါ့နော်ပြောချင်တယ်ကိုရီးယားလိုပြောချင်တယ်ဆို grammar သုံးလို့ရတယ်ဆိုရင် 못 action verb plus 아오요요 못 가요မသွားတတ်ဘူးမသွားနိုင်ဘူး못 먹어요မစားနိုင်ဘူးအဓိကမှတ်ထားမှာရောကျွန်တော်က verb နဲ့ action verb နဲ့တွဲပေးရပါမယ်ဟာတာနဲ့စုံတဲ့ verb တွေပေါ့ဥပမာ수영ဟာတာရေကြီးဟာတာမာရတာပြီးရင် eat ဟာတာဒီလိုမျိုးဟာတာနဲ့စုံတဲ့ verb တွေဆိုရင်တော့ဟာတာရဲ့ရှေ့မှာမို့လေးကပ်မယ်နော်အဲ့တော့ eat 못 하다ဒီလိုမျိုးရှေ့ကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကိုရမယ်လို့ထင်ပါတယ်ဒါဆိုရင်ရောတို့ရောဒီ grammar လေးကိုသုံးပြီးတော့မှခြေတို့ဒီကိုမလုပ်တတ်တဲ့အရာဒါမှမဟုတ်ရင်ကိုအကြောင်းတစ်ခုခုကြောင့်ခုလက်တလုံးမှာလုပ်လို့မရတဲ့ဟာတွေရှိရဆိုရင်ခြေတို့ comment box မှာရေးသွားပြီးလို့ရပါတယ်네 그러면 우리 다음 영상에 또 만나요 안녕히 계세요